လောက်တောင်အားရသလားဆိုပြီးတော့ငကန်းနဲ့ပိတ်ရိုက်တာပိတ်ရိုက်တော့ဒီကသူကရက်ခံနေတာနဲ့ဆိုတော့ဘုန်းကြီးကောင်းဘူးတအားခုန်ပြီးဒီနေ့ကျတော့ဆရာတော်ကြီးဆွမ်းစားနေတော့ကိုရင်လေးကရက်တောင်ခတ်ပေးတယ်ဒီကသူကဒီလိုပေါ့ရက်တောင်ခတ်တာဆိုတော့အေးလေအေးအောင်ယင်းနေရှင်နေလဲမလာအောင်နော်အဲ့လိုလေးရက်တောင်ခတ်ရင်စဉ်းစားတဲ့ငါတော့ငါဦးကြီးလို့တစ်သက်လုံးတော့ဘုန်းကြီးမဝတ်နိုင်ဘူးငါတော့လူထွက်မှာပဲသူကလူထွက်ခြင်းဆိုတဲ့လူထွက်ပြီးတော့မြို့ထဲသူတို့ရွာတွေကကလေးမလေးတယောက်သူကချစ်တယ်ဒီကလေးမလေးယူမယ်ပေါ့စိတ်ကူးနေတာနော်ရက်တောင်ခတ်ရင်မှတာစိတ်ကူးနေရက်တောင်ခတ်ရင်စိတ်ကူးတယ်ဒီကလေးမလေးယူမယ်နဲ့စိတ်ကူးတယ်မဲ့ယူလိုက်ပြီရပြီသူတို့ရတော့သူကငါကိုရင်ဘွားကလူထွက်လိုက်ပြီလူထွက်နေတော့ဆုံးခံလို့လည်းမရတော့ဘူးအဲ့တော့အလုတ်လုံးမှဖြစ်မယ်ဆိုပြီးတော့အမေလေးအဖေလေးစီကလေတကွက်တောင်းသူမိမဘက်ကအမေလေးအဖေလေးစီကလေတကွက်တောင်းလေနှံကွက်သူကကြိုးစားပြီးတော့ထွန်ရက်ခုခေတ်မှာတဲ့ပလဲပြူဆန်တို့ဘာလို့ရှိတယ်မဟုတ်လားအဲ့ဒီဇော်စဘာတွေလေတေရီကကိုသိမ့်နဲ့တင်း200ထွက်တယ်ဆိုတဲ့စဘာမျိုးတွေနေမှာပေါ့စဘာတွေလို့ရတော့စဘာတွေကလည်းကောင်းတော့တရားရတော့တချို့ရောင်းသူမိမကိုလက်ဝဲလက်စားလေးဝဲပေးအင်ကြီးလုံးကြီးလည်းဝဲပေးသူ့ကိုလည်းဝဲပြီးတော့တို့ဆရာတော်ကြီးစီသွားကြော့မယ်ဆွမ်းပို့မယ်ဆိုပြီးတော့သွားဆွမ်းပို့တယ်သူတို့ကလှဲရင်လေးလည်းစီးသွားလှဲရင်လေးဆိုတာမြင်မှုရလားလှဲအငယ်စားလေးပေါ့အဲ့ဒီပေါ်မှာလူ2ယောက်3ယောက်တော့သူတို့သားမိ3ယောက်ကလေးလေးလည်း1ယောက်ရပြီတဲ့နော်ကလေးလေးလည်း1ယောက်ရသားလေးလည်းခေါ်ဆုံးအုပ်ကြီးလည်းပေါ်တင်းသူကရှိရငေါင်းကားနဲ့နွားတွေကလည်းဂလုံးနဲ့ချူတွေနဲ့မောင်းပြီးတော့သွားကြဆရာတော်ကြီးစီရောက်တော့ဆွမ်းအုပ်တွေလှဲပြီးတော့ဆရာတော်ကြီးကတရားတွေဟောတော့သူပြန်လာကြဝန်းတာလုံးတော့လှဲကိုဒုံဆိုင်ဆိုတာဟောသိသလားအမြန်မောင်းပြလိုက်တာခုကင်းမဲ့လှဲကားတွေအမြန်မောင်းပြတယ်လို့ပေါ့လေနော်အဲ့လိုအမြန်မောင်းပြလိုက်တော့သူမိမကဆွမ်းအုပ်လည်းခယူဆိုင်ရကလေးလည်းခယူဆိုင်ရဆိုတော့ကလေးကချော်ပြီးတော့လှဲပင်ကြတဲ့ညက်သွားလှဲပင်ကြတဲ့ညက်တော့သူကစိတ်တူတာပေါ့နင်ဟာကိုသားလေးကိုမနေအောင်မထိနိုင်ဘူးဒီလောက်တောင်အားရသလားဆိုပြီးတော့ငကန်းနဲ့ပိတ်ရိုက်တာပိတ်ရိုက်တော့ဒီကသူကရက်ခံနေတာနဲ့ဆိုတော့ဘုန်းကြီးကောင်းဘူးတအားခုန်ပြီးဘုန်းကြီးကောင်းတအားခုန်ပြီးတော့ဘုန်းကြီးကငါကိုကြီးခုတ်လာကြီးလားကိုကြီးငါပဲဝေလူမြတ်အောင်ကြီးတို့ရဲ့သူကတကိုးရှိတော့ကြည်လိုက်တော့မှဩကိုရင်ဟာမိမနှကန်းနဲ့ရိုက်ရှင်ရိုက်ပါငါကောင်းတော့တအားခုတ်ပြီးပါတယ်အဲ့တော့ကိုရင်ကတမတပြီးတော့စိတ်ကူးတွေများသွားတော့ဗျာဆရာတော်ပြောလို့ရင်ကတော့ဘဝင်စိတ်နဲ့ဓမ္မယုံနဲ့ထိခိုက်တဲ့အခါစိတ်ကူးစိတ်တွေပေါ်တယ်ဟုတ်လားမနောဆိုတာဘဝင်စိတ်ခေါ်